မင်္ဂလာပါအနှစ်30နိုင်ဆောင်စားခဲ့ရတဲ့ကိုမင်းကိုလုံးလေကဘာတဝမ်းလုံးမှာလူကြိုက်များဆုံးမိဖြစ်တဲ့67နဲ့ပုံစံတူတဲ့ဒီ MF smartphone နဲ့မိတ်ဆက်ပေးပြစေဒီ MF brand ကလည်းမြန်မာနိုင်ငံမှာအသိမှတ်ပြုလက်မှတ်ရရှိထားပြီး brand ဖြစ်ပါတယ် This motherfucker brand ဖြစ်ပါတယ်သိန်း100ကျပ်ဖြစ်ပါတယ်67နဲ့အပြင်ပိုင်းပုံစံတူတယ်ပုံစံပေးတယ်နဲ့ ကျွန်တော်ဝယ်ချင်တော့ဗျာဒါပေမဲ့ကျွန်တော်မဝယ်နိုင်ပါဘူးဗျာ3000ကျပ်ထက်နဲ့ဖုန်းနဲ့ပုံစံတူတဲ့ဖုန်းကိုပိုင်ဆိုင်နိုင်ပါပြီ smartphone တစ်လုံးကိုဝယ်ရုံနဲ့ကျွန်တော်တို့ရဲ့ပုံစံတူတဲ့ silicon ရုပ်တစ်ခုကိုပါလက်ဆောင်ဖြစ်ရရှိမှာဖြစ်ပါတယ်အနောက်ကာဘာကိုလည်းအလွယ်တကူဖြုတ်လို့တက်လို့ရပြီးတော့ကြီးတယ်ဒီထက်ပိုကြီးတယ်အကျဉ်းချဲ့နိုင်တယ်အဲ့လိုအကျဉ်းချဲ့နိုင်တော့ကျဉ်းချဲ့နိုင်ပါပေါ့ကျွန်တော်တို့ကဘယ်လိုလုပ်နိုင်မှာလဲဝယ်နိုင်ပါဘူးကျဉ်းချဲ့နိုင်တယ်ဒီထက်ပိုကျဉ်းချဲ့နိုင်တယ်3ဆ5ဆ8ဆဘယ်လောက်ချက်ကျွန်တော်လူလူကျင်တော့ဗျာဒါပေမဲ့ကျွန်တော်မလူလူကျင်ပါဘူးဗျာ model မြင့်ဆုံးဖြစ်တဲ့အတွက်လုံနိုင်စွမ်းအမြင်မှာပြီးတော့စိတ်တိုင်းကြအသုံးပြုနိုင်ပါတယ်ကျွန်တော်တို့ပိုင်ဆိုင်ရမယ့်အပြင်ဝယ်ယူအပ်တဲ့ customer တွေကိုလက်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့တောင်အာဖရိကက MFD ဖြစ်ပါတယ်ဝယ်နိုင်မှုအရင်ကြီးရယ်ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ smartphone တစ်လုံးကိုဝယ်ရုံနဲ့မှန်မကွဲကာပါ silicon ကာပါနဲ့ဖုန်းပေကာပါအပြင် Oriduce ကာပါတို့ကိုရရှိမှာဖြစ်ပြီး CIK သက်ပတ်နိုင်တစ်ခုကိုပါလက်ဆောင်ဖြစ်ထပ်လောင်းရရှိမှာဖြစ်ပါတယ်လက်ဆောင်တွေပေးနေပါပြီလက်ဆောင်တွေအများကြီးရအောင်ပါနော်စိန်စီထားတဲ့နိုင်နဲ့ပုံစံတူတဲ့ရှစ်တစ်ခုကိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်ဟုတ်ပါတယ်လုံးဝနားကြောင်မမပါဘူးချင်းတစ်ခုကိုရရှိမှာဖြစ်ပါတယ်ရေပန်းတစ်ခုကိုပါလက်ဆောင်ဖြစ်ထပ်လောင်းရရှိမှာဖြစ်ပါတယ်ကျွန်တော်ဈေးကျင်တော့ဗျာဒါပေမဲ့ကျွန်တော်မဈေးနိုင်ပါဘူးဗျာကျွန်တော်လို့ဖုန်းနဲ့ပုံစံတူတဲ့ဖုန်းလေးကိုကိုင်းနိုင်ပြီဒီ MF smartphone လေးရဆိုလို့ရဖုန်းတစ်ခုဖမ်းတဲ့ software လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အလုံးမသာခုချင်ဖုန်းချတယ်ဒီဖုန်းကိုလုံးနေတယ်ဆိုတာမသိဘူးညမှနေလားအာဖရိကတိုက်ကစိုက်မှာသွားဝင်တိတ်ချီတောင်းချီပေးရတာလေတန်တာပေါ့ချစ်ကိုမင်းတို့ iPhone 7နဲ့အပြင်ပိုင်းပုံစံတူတဲ့ဖုန်းလေးပေးထားတာဘယ်လိုလဲကြိုက်ရလား MFD smartphone နှစ်ခုမရှိနိုင်ပါဘူးစုံစမ်းစစ်မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ sound customer တွေကိုတောင်းပန်ကြပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ brand ကအတူပါ brand တစ်ခုဖြစ်ပါတယ်ဘလို့ Tiger King CMS Tiger CMS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 